မင်္ဂလာပါအင်္ဂလိပ်လိုကောင်းကောင်းပြောတတ်ဖို့ basic speaking တွေဆက်ပြီးလေ့လာကြည့်အောင်နံပါတ်1 be careful ဂရုစိုက်ပါလို့ပြောတာနောက်တစ်ခု be patient စိတ်ရှည်ပါသည်းခံပါပေါ့နော်နောက်တစ်ခု not now အခုမဟုတ်သေးဘူးတဲ့နောက်တစ်ခု come back ပြန်လာခဲ့ပါလို့ပြောတာနောက်တစ်ခု anytime အချိန်မရွေးပဲတဲ့နောက်တစ်ခု what happened ဘာဖြစ်ကြတာလဲပေါ့နော်နောက်တစ်ခု keep talking ဆက်ပြောပါတဲ့နောက်တစ်ခု keep going ဆက်သွားပါလို့ပြောတာkeep နဲ့ပတ်သက်ပြီးတခန်းပြတင်ထားရှိရယ်မမီလိုက်တဲ့သူတွေအဲ့မှာတွားကြည့်ပေါ့နော်နောက်တစ်ခု turn left ဘယ်ဘက်ကိုကွေ့ပါလို့ပြောတာ turn right ညာဘက်ကိုကွေ့ပါလို့ပြောတာနောက်တစ်ခု enjoy yourself ပျော်ရွှင်ပါစေတဲ့နောက်တစ်ခု be happy ပျော်ရွှင်ပါစေပေါ့နော်နောက်တစ်ခု alright ကောင်းပါပြီလို့ပြောတာနောက်တစ်ခု excuse me တစ်စိတ်လောက်ပါခင်ဗျာတဲ့နောက်တစ်ခု so ဒီလိုပါပဲကွာလို့ပြောတာနောက်တစ်ခု so long ဆိုတော့ကိုပိုင်လို့ပြောတာပေါ့သွားအောင်မယ်လို့ပြောတာနောက်တစ်ခု very interesting အရင်စိတ်ဝင်စားဖို့ကောင်းတယ်တဲ့နောက်တစ်ခု try it ဆိုတာစူးစမ်းတယ်နောက်တစ်ခု စမ်းလုပ်ကြည့်တယ်ဟင်းတွေပါတွေမြည်ကြည့်တယ်ဆိုလို့ရှိရင်လည်း try သုံးလို့ရတယ်try it ပေါ့နော်ဟင်းတွေကိုစမ်းမြည်ကြည့်လိုက်အောင်ပေါ့ကောင်းလားမကောင်းလားနောက်တစ်ခုအင်ကြီးတွေပါတွေစမ်းဝတ်ကြည့်တယ်ဆိုရင်လည်း try it on ပေါ့နော်စမ်းဝတ်ကြည့်လိုက်အောင်အဲ့လိုပြောတယ်နောက်တစ်ခု try ဆိုတာစူးစမ်းတယ်ပေါ့နော်နောက်တစ်ခု never mind ရတယ်ကိစ္စမရှိဘူးလို့ပြောတာနောက်တစ်ခု which way ဘယ်လမ်းလဲတဲ့ this way ဒီလမ်းပေါ့နောက်တစ်ခု be quiet တိတ်နေတဲ့နောက်တစ်ခု wait here ဒီနားနေစောင့်ပါလို့ပြောတာနောက် any questions ဗမေးစရာရှိကြသေးလဲတဲ့တင်နန်းပြင်ဒီမိကုန်းလေးအမြဲတမ်းမေးရပေါ့နော်နောက်တစ်ခု hurry up မြန်လုပ်လို့ပြောတာနောက်တစ်ခု over here ဒီမှာလို့ပြောတာ come here ဒီကိုလာလို့ပြောတာ not bad မဆိုးပါဘူးတဲ့နောက် that's cool အရင်မိုက်တယ်လို့ပြောတာဒါလေးက basic speaking လေးတွေ basic သမားတွေအတွက်ပါ